တကယ်တမ်းတော့မင်းလိုချင်တဲ့ဘဝကိုရဖို့ကမင်းရဲ့စိတ်နေစိတ်ထားတစ်ခုတည်းကသာအတားအဆီးပါဒါကြောင့်ဒီအတန်ဖိုင်ကိုနားထောင်နေတဲ့သူကရှီမန်းချက်တွေအိမ်မက်တွေလိုချင်တဲ့အရာတွေရှိခဲ့ပေမဲ့အခုအချိန်မှာအကုန်ဝေဝါးနေတယ်ဘာမှမလုပ်ဖြစ်ပဲထိုင်နေမိတယ်ဘဝအတွက်တွေးရင်ဘာမှမဖြစ်နိုင်တော့ဘူးလို့တွေးမိနေတယ်ဆိုရင်ကျွန်တော်အပြည့်အဝနားလည်ပါတယ်ဒါဟာကျွန်တော်ခံစားမှုတဲ့အရာတွေမလို့ပါဒါပေမဲ့တကယ်လို့ကျွန်တော်ကမင်းကိုဒါဟာတကယ်တော့မခက်ခဲပါဘူးတကယ်တမ်းမနှက်ဖြန်ကစပြီးမင်းဘဝကိုပြောင်းလဲနိုင်တယ်လို့ပြောရင်ရောဘယ်လိုလဲအဲ့လိုခံစားမှုမျိုးတွေနဲ့စိတ်သက်ကြပြီးတဲ့နောက်မှာတနေ့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒီလိုထိုင်ပြီးဘဝကပြောင်းလဲသွားမယ့်အချိန်ကိုစောင့်နေရင်ဝမ်းနဲ့စိတ်ပြက်နေရတာကိုမလုံနိုင်တော့ဘူးလို့တခုခုစလုပ်ဖို့တွေးတယ်ဒါပေမဲ့အရင်ကဖြစ်ခဲ့မှုတဲ့ထပ်တူအမှားတွေပဲပြန်ရောက်တယ်စဉ်းစားလွန်ပြီးစိတ်ဖိစီးမှုတွေဖြစ်လာတယ်ဒီအတိုင်းနေရင်ဘယ်လောက်ကြာမလဲဘဝမှာတကယ်ပြောင်းလဲဖြစ်ဖို့ဘယ်လောက်ကြိုးစားရမလဲဆိုတာစဉ်းစားမိတယ်နောက်ဆုံးဖုန်းကင်ပြီး social media မှာ news feed ပို့ရင်းနဲ့အချိန်ကုန်ဆုံးသွားပြန်တယ်အဲ့ဒီနောက်မှာစာသားတစ်ခုကိုရုတ်တရက်သတိရလိုက်တယ်တောင်နေပေါ်တက်တဲ့အခါတောင်ကြီးတစ်ခုလုံးကိုမကြည့်ပါနဲ့နောက်တလန်းဘလို့လမ်းရမလဲပဲစဉ်းစားပါမင်းရဲ့ရည်မှန်းချက်တွေကိုတွေးပြီးလမ်းတဲ့အခါလေဒီသဘောပါပဲဒီလိုလုပ်ဖို့မခက်ခဲပါဘူးတနေ့တလန်းလှမ်းတာဟာအကောင်းဆုံးပါတချို့နေ့တွေမှာတော့3လမ်းလောက်လှမ်းနိုင်တယ်တချို့နေ့တွေမှာတော့1လမ်းလောက်ပဲလှမ်းနိုင်မယ်အရေးကြီးတာကမင်းရက်မသွားပဲဆက်လှမ်းနေတာပါဥပမာစာအုပ်တုပ်ကိုဖတ်ချင်ရင်တနေ့9မျက်နှာရအောင်ဖတ်ကိုလေးချိန်ချချင်ရင်တနေ့15မိနစ်လမ်းလျှောက်ဘာသာစကားအသစ်သင်ယူခြင်းနဲ့ဆိုရင်တနေ့ကိုနိုင်ဝက်လေ့လာစတာမျိုးတွေကနေပြီးတော့အလေးအကျင့်စလုပ်ရပါမယ်ကြီးမားတဲ့ရည်မှန်းချက်တစ်ခုလုံးကိုကြည့်ရင်စိတ်ပြက်လွယ်တယ်တလန်းချင်းအာယုံဆိုင်ရင်ပိုလွယ်ကူလာပါလိမ့်မယ်နေတိုင်းလုပ်တဲ့အလေးအကျင့်ကအောင်မြင်မှုကိုပို့ဆောင်ပေးပါတယ်ရက်30တီတီမပြတ်ပဲဇက်တိုက်လုပ်ရင်အလေးအကျင့်ဖြစ်သွားမှာပါတလဆိုအလှမ်း30တစ်နှစ်ဆို365လမ်းပါဒီနီးလန်းကကျွန်တော်ဘဝကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောတိုးတက်လာစေခဲ့ပါတယ်ဒီနှစ်ပိုင်းတွေမှာစိတ်သက်ကြခဲ့ပေမဲ့အခုတော့တစ်နှစ်တစ်လန်းစီရှေ့ဆက်နေပါပြီမင်းလဲစကြည့်ပါမကြခင်ဘလောက်ပြောင်းလဲသွားမလဲဆိုတာမင်းကိုယ်တိုင်အံ့ဩသွားပါလိမ့်မယ် personal development ကိုလည်းလုပ်ပါတိုင်းပြည်အတွက်လည်းနိုင်ငံကနေတာဝန်ထမ်းဆောင်ပေးပါ